အားလုံးပဲမင်္ဂလာပါ Reborn Shop ကကောင်းမှာဖြစ်ပါတယ်ဒီရက်မှာအတစ်ထွက်လာတဲ့ selection နဲ့ key skin အကြောင်းနဲ့အသက်လာမဲ့ glitch skin ဖြစ်တဲ့ Joker Antiphonus skin ကြီးကိုဘယ်လိုနည်းနဲ့အသက်တာဆုံးပြီး order တင်မလဲဆိုတာကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်အရင်ဆုံးအနေနဲ့ selection key skin က4လပိုင်း18ရက်ကနေ5လပိုင်း15ရက်နေ့အထိဆိုတော့28ရက်အချိန်ကြာမြင့်မှာဖြစ်ပါတယ် selection key skin ကိုနှိပ်ဖို့ဆိုရင်ကျွန်တော်တို့အရင်ဆုံး select ကိုနှိပ်အောင်ဖြစ်ပါတယ် select ကိုနှိပ်ပြီးသွားပြီဆိုကျွန်တော်တို့ item လေးတွေစားယူလို့ရပါပြီအဲ့တော့ might တဲ့ item row ထဲက might တဲ့ item 9တဲ့ရှိရတဲ့က might တဲ့ item နဲ့ထဲကိုရွေးချယ်လို့ရပါတယ်အဲ့လိုပဲ legendary item ထဲကလည်း legendary item 10ခုကိုရွေးယူလို့ရပါတယ် epic item 6ခုနဲ့ standard item 10ခုကိုရွေးယူပြီးတော့ပြီဆိုရင်ကျွန်တော်တို့ complete selection ကိုနှိပ်လို့ရပါပြီဒီလိုနဲ့ကျွန်တော်တို့ daily one draw ကို UC နဲ့ချိန်တင်မှာဖြစ်ပါတယ်အဲ့လိုနဲ့ကျွန်တော်တို့လဲတာ10ချိန်ပြည့်သွားပြီဆိုရင်ကျွန်တော် standard ဘုံတစ်ဘုံကိုရမှာဖြစ်ပါတယ်20ချိန်မြောက်မှာ epic crate 40ချိန်မြောက်မှာ legendary crate နဲ့100ချိန်မြောက်မှာ Matic Crate တို့ကို reward အနေနဲ့ပြန်ပေးမှာဖြစ်ပါတယ်။ပြီးတော့သူတို့ပေးတဲ့ reward တွေကို select မှတ်ပြီးရွေးဖောက်လို့ရပါတယ်။နောက်တစ်ခုအနေနဲ့အတက်လာမဲ့ Joker Glitch Skin ကို pre-order တင်မှာဖြစ်ပါတယ်။အတက်လာမဲ့ Joker Glitch Skin ကိုဖောက်မယ်လို့စိတ်ကူးထားပြီဆိုရင်ကျွန်တော်အခုကတည်းကနေ pre-order တင်ထားတာတော်တော်လေးစစ်တာစီပါတယ်။ပုံမှန်ထန်တော့ကို940ကျမယ်ဆိုပေမဲ့ pre-order တင်ပြီးထန်တော့ voucher နဲ့ဆိုရင်116ပဲကျမှာဖြစ်ပါတယ်ပုံမှန် glitch skin တစ်ခုရဲ့ gen တစ်တုံးကိုအပိုင်းစာ90နဲ့လဲရမယ်ဆိုပေမဲ့အခုကျွန်တော်တို့ pre-order မှာအပိုင်းစာ40နဲ့ gen 3တုံးအထိလဲလို့ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အပိုင်းစာ120လောက်ရှိပြီဆိုရင်ကျွန်တော်တို့အကန်တစ်ခုကိုရအောင်ယူလို့ရပါပြီဒါအပြင်ကျွန်တော်အခုမတုံးဖြစ်တော့တဲ့ gen အကြီးတွေကိုလည်းနောက်လာမဲ့ Joker glitch skin ရဲ့ gen အဖြစ်ပြောင်းထားလို့ရပါတယ်ဒီတော့ UC တွေ Diamond တွေ Telegram Premium တွေbrush strike ကိုတွေကိုကျွန်တော် Reborn Game Shop မှာလာဝယ်လို့ရပါတယ် Reborn Game Shop ရဲ့ Telegram Channel ကို description နဲ့ comment မှာချထားပေးပါမယ်ပတ်ညီမိုဘိုင်းနဲ့ပတ်သက်တဲ့အကြောင်းအရာအသစ်တွေကိုကျွန်တော်အမြဲတင်ပြပေးမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်ခင်ဗျာ